Hello ဒီနေ့မှာတော့မာလာဟင်းလေးလှူစားဖြစ်ပါတယ်မာလာအနှစ်နဲ့ကြက်ဥကြောင်ချက်သားကိုလည်းပြင်ထားပေးပါမယ်မာလာခောက်ဆွဲကျင်းရွက်မူကြောက်ပွင့်နဲ့ပဲပြားကြောက်တွေကိုလည်းပြုတ်ထားပေးပါမယ်ရှင်မို့ပဲပြားနဲ့အသီးရွက်တွေကိုလည်းလှီးဖြစ်ပြီးပြုတ်ထားပေးပါမယ်ရုပ်စီမွေးနဲ့မလာအနှစ်ကိုစီတက်ပြီးချက်သားကိုအရင်ချုပ်ပေးထားပါမယ်ချက်သားချက်ရင်ကျုပ်ဥကြောင်နဲ့ပဲပြားထည့်ပေးပါမယ်ရှင်ပြီးရင်တော့ပြုတ်ထားတဲ့အစာပလာတွေထည့်ပြီးစားနဲ့ငယ်ထည့်ပေးပါမယ်အားလုံးနဲ့အောင်မွေးပြီးသားရင်အနက်လေးမွေးပြီးအရသာရှိရဲ့မာလာဟင်းလေးရပါပြီ